我叫了，我几杯没嘞？有。他这手电筒，看俺银行筒。我叫嘞。我叫嘞。有。啊？我几没嘞？啊？我嘞？那明俺没嘛？你给有我节目听的。我都没看呢，叫我给好好给价，我记得。ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးကြတဲ့လူကြီးမတို့အားလုံးကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်လို့ဥစ္စာပထမအနေနဲ့ပြောကြားချင်ပါတယ်ဗျာအဲ့တော့ဒီနေ့ကတော့ကျွန်တော်ချစ်ကိုရဲ့ဗီဒီယိုကိုမကြည့်ခင်မှာကျွန်တော်လူကြီးမတို့အားလုံးအတွက်ကျမ်းမာရေးဘူးတူတာလေးတစ်ခုထည့်ပေးထားပါတယ်လို့เนาะကျွန်တော်ဒီအမျိုးသမီးတွေလက်ပြင်ကြော်ငိုးလို့ရှိရင်ဘယ်လိုလေ့ကျင့်ခန်းလုပ်ရင်တက်တာတယ်ဆိုတော့ဥစ္စာလေးပေါ့เนาะအဲ့တော့ကျွန်တော် channel ထဲမှာကြည့်ရှုနေကြတဲ့အမျိုးသမီးတွေရှိလို့ရှိရင်ပေါ့เนาะဒါလက်ပြင်ကြော်ငိုးလို့ရှိရင်ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်ရမလဲဆိုတာလေးကိုဘူးတူတာအနေနဲ့ဒါကြည့်ရှုသွားပြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်เนาะအဲ့တော့ကဲစလိုက်ကြအောင်ဗျာ Okay ဖြည်းရင်ဘတ်တွေနောက်ရှေ့ကိုသွားလိုက်မယ်ရင်ဘတ်တွေရှေ့ကိုတွန်းမျိုးသမီးတွေလက်ပြညောင်းငုံရင်လောက်တဲ့လေ့ကျင့်ခန်းပေါ့နော်တွန်းဖနှောင်းတင်မလာကတ်ကြည့်ပါဦးတောင်လေးဆန့်ထားပြီးတောင်လေးဆန့်မသက်လက်ပြညောင်းငုံရင်ဒီလိုလေ့ကျင့်ခန်းလုပ်ရတယ်ဆိုတာစောစောစစ်စစ်ရပြင်ကျွန်တော်ထိန်းထားမယ်တော့မပြည့်သေးဘူးရှေ့ကိုသွားကိုကောင်မလေးကိုလက်ပြညောင်းငုံအောင်လုပ်ပါတယ်ထိန်းထားတယ်ဒီလေးရှူတယ်စက္ကန့်30ပြီးသွားပြီစက္ကန့်30ပါတွန်းရင်ဘတ်တွေရှေ့ကိုသွားလိုက်ပါဦး push နောက်ထပ်7စက္ကန့်ပဲကျန်တော့တယ် Okay ကတ်ထား Okay 10 9ပို့ထား8 7 6 Okay ပြန်လာလိုက်မယ် relax ကဲဒါတော့ဘောနော်ကျွန်တော်တို့အမျိုးသမီးတွေလက်ပြင်ကျော်ငုံလို့ရှိရင်ဒါလုပ်တဲ့လေ့ကျင့်ခန်းပေါ့အဲ့တော့ဒီနေ့ဒီချမ်းစပြီးတော့အမျိုးသားတွေအနေနဲ့ကိုယ့်ရဲ့အမျိုးသမီးတွေကိုလက်ပြင်ကျော်မငုံလို့ရှိရင်မငုံချင်းငုံအောင်လုပ်ကြပါဟုတ်တယ်ပါစားတော့အားလို့တော့ဒါတကယ်အမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်လက်ပြင်ကျော်ငုံလို့ရှိရင်ဒါမျိုးစက္ကန့်30လောက်ဒါမျိုးလေးတွေလုပ်ပြီးလို့ရှိရင်တက်တာတယ်လို့ပြောပါတယ်နော်လက်ပြင်ကျော်ငုံတဲ့ဝေနာလည်းတကယ်ခံစားရတဲ့ခက်တဲ့ဝေနာပေါ့နော်အဲ့တော့ဒါဘူးတုဒလေးနဲ့ထပ်ပေးတာပါခုနကတော့စတာပေါ့နော်ဒါတကယ်အဲ့လိုမျိုးလုပ်ချင်အမျိုးသားဖြစ်အမျိုးသမီးဖြစ်ဒါမျိုးလေးတွေလုပ်ကြည့်ပါလို့နော်အဲ့တော့ကဲဒါတော့လက်ပြင်ညောင်းကုတ်တဲ့ဥစ္စာတော့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ချစ်ကိုကြီးကိုစလိုက်အောင်ဗျာ Let's go ဗျာဒီငါနဲ့ညမကိုင်းနဲ့ဘူးကိုင်းလို့ရကြီးအိုးလို့ तू อ่ะပဲမင်းနဲ့ငါနဲ့ညမကိုင်းခုချိန်ကိုင်းလို့မရဘူး तू อ่ะပဲဈေးကိုင်းနေရှိသေးတယ်ခင်ဗျားတို့လုံအောင်ကြီးကိုအဲ့တော့ဒီဗီဒီယိုလေးနဲ့ပုံလေးကို post လေးတင်ပြီးတော့ဒီလောဘမလေးကစာလေးတွေရေးပြီးပို့တင်ထားရှိတယ်ကျွန်တော်ဗီဒီယိုရဲ့ပေဆိုလေးမှာဖတ်ပြပေးမယ်အခုလောဆယ်ကျွန်တော်နောက်ထပ်သူတို့တင်ထားတဲ့သူတို့နှစ်ယောက်တင်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ထပ်ကြည့်အောင်ပေါ့နော်အဲ့ဗီဒီယိုလေးကတော့တင်ထားတာကြာပြီလားမသိဘူးဗျာကျွန်တော်ထဲမှာတင်ထားတာမရှိသေးလို့ပေါ့နော်တင်ပေးထားတယ်ကဲစလိုက်အောင်ဗျာဒါလေးတင်လာတာကြာပြီလားလို့ကျွန်တော်မတွေ့တာဒါဘယ်လိုလဲကျွန်တော်မှတော့မတင်ရသေးဘူးကျွန်တော်လည်းမေ့哎，到时候他有一个料的，要洗了啦。你冇看到我？你等你们洗我，我叫嘞，有，我叫嘞，我几杯没嘞？有。他这手电筒，看俺银行筒。有。我叫嘞，有。啊？我几没嘞？啊？我嘞，等你俺没嘛？你跟有我节目听的。我都没看呢，叫我给好好给价，我记得我记得。ကြာပြီနဲ့တူတယ်ကျွန်တော်စိတ်ဝင်ရှိတာ你看我呢，你问我记得我。你跟有我。哎呀，对家了。对家的，他说要我好好给价，我看看明白了。明白。喂，完了。喂。喂，吃了没有？不弄。跟你们看。可能我你要咩ကိုကြည်နူးနေရနော်你看叫我们你看。可能五色。你跟有我。老路去呢？对呀。
တကယ်ကုသိုလ်ကံအား 那 ကော 样 င်း 是 တဲ့ 你 နေ့ 给我的说的，2000万你自己玩。我来表达这个人，没变，他那样我来没那样变不了，没不那了，背不来，花了2000万呢，怎么看？基金们， I don't know，点基金们， I don't know 那谁背嘛 I don't know，哎呦我的妈， ？I don't know English。那是没有， I don't know 那谁 English 呀？没有，那谁背嘛？那谁背嘛？没有，你看落汤鸡了，漏给我一个吧，我的食神殿，你看我的鞋子啊，都背来的。没有啊，等一些别乱啊，要回来，好点不啦？嗯，把那谁回来？哎，朋友价700万， 你谁背 这 来 年 的 轻 没 人 有 我 吧这个就没假朋友不要，这种没有，我给看，我有没？我来回来，没有，的灯都给你没有，我懂了，加1万，俺为了面子，我应记的，我全看的。这个钱包嘛，你要叫你来包嘛了，明天来包嘛哎。呦我的妈！要跟男的交朋友，是你的交朋友。你跟一样嘛？人家不行，这样我先看了，我得谈，我谈了，他不行了，真不行了才给他们看，不然这样不行，价格都乱掉了。这灯都没买，加10万嘛。重要吧？没人。好歹这给我诉苦来了，咕噜咕噜的。他说不容易找到一个料，那个那3阿杯嘛，那3阿杯嘛，不3杯嘛。不他，我也不信不说不白叫不他白，我讲了不他白的。哎，不白叫我们家里不他白。啊！不然我没有干你那里，不他里我没有嘞。我当杯嘛。东西别来哟。哎，那3阿杯，那3阿杯不3杯嘛，俺老呗。不他这年轻人不会没修，没有小费，必的，不然，阿弥陀佛。根本没那种。我内部今天说我乱给价格，我就是来捡漏的。哇，喜提了，走，咱们回家，去了，走，咱们回。 ကဲအဲ့ဒီဘောနော်သူတို့မျိုးကိုကြည့်ရတာကျွန်တော်အနေနဲ့ဒီကြောက်ရောင်းဝယ်လုပ်နေရလို့မမြင်အောင်ဇလန်းတစ်ပုတ်ကြည့်နေရတယ်လို့နော်သူတို့မျိုးကိုကြည့်ရတာဒါကြောက်ရောင်းဝယ်လုပ်တာကိုကြည့်နေရတယ်လို့မကြည့်အောင်ဘလို့ကြည့်ရတာမဟုတ်ပုံစံမဟုတ်ဘူးဇလန်းတစ်ပုတ်ကြည့်နေရတယ်လို့တကယ်ကိုကြည့်နှူးရပါတယ်လို့နော်အားလုံးရဲ့ရှင်ထဲမှာလည်းအဲ့လိုပါပဲအတူတူပါပဲအဲ့တော့ဒီကျွန်တော်တို့ခုနက800ဗီဒီယိုလေးပေါ့နော်မာအတူအဲ့ဒါလေးကိုသူပို့လေးပြန်ထည့်ထားတာစာလေးတွေရေးထားတယ်တကယ်ကိုပေါ့နော်စိတ်ကြည်နှူးစရာ စာသားလေးတွေကျွန်တော်ဖတ်ပြပေးမယ်เนาะလူကျုံတို့အဲ့တော့အဲ့ဒါလေးအရင်ဆုံးဖတ်ကြည့်အောင်ပုံကတော့ဒီပုံလေးတင်ထားတာပေါ့เนาะစာကပါလေဆိုတော့ဒီမှာသူရေးထားတယ်ပါလေဆိုတော့အတန်နေပါလေလောက်လာမှာစာရေးတာကျွန်တော်တို့ဘဝရဲ့လမ်းကျမ်းတွေကိုဖြတ်တန်းတဲ့အခါမင်းရဲ့ပင်ပန်းနေတဲ့ကြောပြင်ကငါအတွက်တော့လေးစားစရာတက်တည်တစ်ခုပဲစာသားရေးလို့လာတာเนาะ မင်းတုံလုံးနေရင်တော့ငါတို့ရဲ့ဖြစ်တည်မှုကတယောက်အတွက်တယောက်အင်အားပါတဲ့မင်းကိုမင်းစွန့်ပစ်ချင်လောက်အောင်နဲ့ပင်ပန်းတဲ့အခါငါရဲ့ဒီအပြုံးကမင်းကိုဆက်ပြီးရှင်သန်စေမဲ့အလင်းဖြစ်ပါစေတဲ့သူ့ရဲ့အပြုံးကသူ့အတွက်ရှင်သန်စေမဲ့အလင်းဖြစ်ပါစေတဲ့ကဲကိုယ်ခိုင်ကြီးအဲ့ဒါလောက်ရေလာမြောင်းမေးဒီလောက်ကြီးပြောတာတောင်မှခမရအနေနဲ့ကဟမ်အဲ့လိုကြီးလုံနေမယ်ဆိုရင်တော့ဟမ် ခင်ဗျာနေတာနေခဲ့လိုက်တော့နေခဲ့ဖို့ပဲရှိတော့တယ်လို့နော်အဲ့တော့ခင်ဗျာဟိုကိုယ်ကိုင်းကြည့်ရတာပါရောပါလားမသိဘူးအမျိုးတွေဟောနှလုံးသားပြောတာပါခံစားတတ်တဲ့နှလုံးသားပါရောပါလားမသိဘူးအဲ့တော့ကဲစက်ပါအောင်ဗျဗါလဲဆိုတော့ငါတို့အတူရှိနေသေးတော့တဲ့ဒီခီးကမပင်မမှာဘူးတဲ့ရှေ့ဆက်ကြစို့တဲ့ နေကဒီနေ့တက်ပို့ပြီးညတာပါလိမ့်မယ်စားသားရလို့နောက်တစ်ခုကျွန်တော်ဖတ်ပြအောင်နောက်တစ်ခုကပါလဲဆိုတော့ဒီမှာဟိုနေ့ကတင်တဲ့ဥစ္စာလေးတွေဒီပုံလေးနဲ့ပေါ့နော်ဘဝဆိုတာတဲ့တယောက်တည်းတဲ့ရုံးကန်ရရင်အင်တန်အေးဆက်လွန်ပါတယ်လာတာအဲ့လိုတယောက်တည်းရုံးကန်အင်တန်အေးဆက်တယ်တဲ့ကိုယ်ကန်ကြီးနှလောပေါင်းမှတွေ့ရဖြစ်မဲ့နှစ်ယောက်အတူတူရုံးကန်မှဘဝဆိုတာလှပတယ်ဆိုတဲ့အတိတ်ပဲလीနော် ကိုယ်ကိုင်းခင်ဗျဒီဗီဒီယိုကြည့်နေဒါတွေသိဖို့ကျွန်တော်ဖတ်ပြနေရနော်တမင်သက်သက်ကျွန်တော်အာညောင်းခံပြီးဖတ်ပြနေရမဟုတ်ဒါတွေကိုခင်ဗျသဘောပေါက်ဖို့အတွက်ကျွန်တော်ဖတ်ပြနေအဲ့တော့မင်းကိုမင်းနဲ့အားနဲ့တယ်လို့ထင်နေတဲ့အချိန်မှာတော့နဲ့မင်းဘေးမှာငါရှိနေတာငါဘေးမှာတဲ့မင်းရှိနေတာဟာအကြီးမားဆုံးသောခွန်အားပါကဲအဲ့တော့လှုပ်လိုက်တော့
ကိုယ်ကန်ကြီးစီကိုမရောက်ရအောင်ပုတ်ပြီးလူချင်းမင်းတို့အခုကြည့်နေတဲ့သူတွေထဲမှာကိုယ့်ရဲ့ပေါ့နော်ကိုဆိုင်ရာအကောင့်တွေမှာကျွန်တော်ဒီဗီဒီယိုကျွန်တော်တင်တာ YouTube မှာပဲတင်တယ်ကျွန်တော် channel ပေးဖို့ဒီတော့ဘယ်မှမတင်အဲ့တော့ခင်ဗျားတို့ရဲ့ဆိုင်ရာအကောင့်တွေမှာ copy ကူးပြီးတော့ပြန်ပြီးတော့တင်ပေးပါလို့เนาะကျွန်တော်ဒီဗီဒီယိုလေးကို link ကို copy ကူးပြီးတော့ပြန်ပြီးတင်ပေးစမ်းပါလို့เนาะဒါလေးကိုကျွန်တော်တောင်းဆိုတာပါเนาะအဲ့တော့ဘာလို့ဆိုတော့အဲ့ကိုယ်ခိုင်းတွေ့အောင်လို့ကျွန်တော်ပါဇက်အညောင်းခံပြီးဖတ်ပြရအောင်เนาะကိုယ်ခင်ဗျားသိအောင်လို့နားလည်အောင်လို့ဖတ်ပြပေးတာအဲ့တော့အသက်ကိုတဲ့ဝါဝရှူပြီးတဲ့တို့တွေရှေ့ဆက်ကြဆိုတဲ့မင်းတယောက်တည်းမဟုတ်ဘူးဆိုတာတဲ့တိနေရတာနဲ့တင်တဲ့ဒီခီးကိုဆက်လျှောက်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်နေပါပြီကဲကိုယ်ခင်ဗျားတယောက်တည်းရှောင်းလန်းနေရတာမဟုတ်ဘူးပေါ့နော်သူ့အနေနဲ့ခင်ဗျားဘေးမှာသူအများတန်းရှိနေတယ်ခင်ဗျားအတွက်အင်အားတစ်ခုအဖြစ်နဲ့ပေါ့နော်ခင်ဗျားဘေးမှာသူအများတန်းရှိနေပါတယ်တဲ့ကဲအဲ့တော့ဒီလောက်ဒီမှပြောနေတာတောင်မှကြပြားလေးစာရိနဲ့သူ့မှာရင်ထဲကလာတဲ့စကားအတန်တွေကိုဒီမှာစာသားအဖြစ်ပြောင်းလဲပြီးတော့ဒါတွေပို့ဒီမှာရေးပြရတော့မှခင်ဗျားအနေနဲ့တုံနိပါဝေကြောက်စီရုပ်လို့လုပ်နေရင်တော့နေခဲ့တော့ပေါ့ဗျာနော်အဲ့တော့အားလုံးကိုကျွန်တော်အနေနဲ့ဒီညနေတခုအကူအညီတောင်းချင်တာကတော့အဲ့ကျွန်တော်ရဲ့ဒီအခုဗီဒီယိုလေးကိုလင်းလေးကိုကူးပြီးတော့လူချင်းတို့ရဲ့ဆိုင်ရာအကောင့်တွေမှာပြန်လဲပြီးတော့တင်ပေးပါလို့နော်ကိုယ်တိုင်းစီကိုမရောက်အောင်လို့များပေါ့နော်ဝိုင်း share ပေးကြပါလို့ဒါလေးအနေနဲ့ပြောချင်ပါတယ်ဗျအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျကဲကိုယ်ကိုင်းကြီးခင်ဗျားအတွက်ကျွန်တော်စာသားတွေတော့ခင်ဗျားသဘောပေါက်နားလည်အောင်ကျွန်တော်အနေနဲ့ဒါဒီအဓိပ္ပာယ်တွေကိုဖွင့်ဆိုပေးလိုက်ပြီးအဲ့တော့ခင်ဗျားသိဖို့ပဲလူတော့ရပေါ့နော်အဲ့တော့ဘာပဲဖြစ်ကျွန်တော်တို့အခုလိုပေါ့နော်ကျွန်တော်တို့ဒီအတွက်လောဘမလေးအနေနဲ့အခုလိုနှစ်ယောက်တူတူပြောရှင်းဗီဒီယိုလေးတွေတင်ဆက်ပေးတဲ့အတွက်လည်းကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်လို့အားလုံးရဲ့ကိုးစားပေါ့နော်အဲ့တော့လောဘမလေးလည်းဝယ်တဲ့ကြောက်တိုင်းအောင်မြင်ပါစေဒီထက်မကလည်းဘဝမှာအဆင်ပြေမှုတွေအဆင်ပြေပြီးတော့ပေါ့နော်ဘဝတာယာနဲ့ဘဝကိုဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ဗျာဘေးရနေဘောင်းမှာလည်းကျင်းဝေးပါစေပေါ့နော်အဲ့တော့ကျွန်တော်တို့ချစ်ကိုကြီးကိုယ်ကိုင်းသားကြီးလည်းပေါ့နော်ကိုင်းသားကြီးလည်းရင်စေးကြောက်တွေသိန်းထောင်ကျော်တောင်းကျော်ကြောက်တွေရရှိပြီးတော့ဘဝမှာအဆင်ပြေနဲ့ဘေးရနေကင်းစွာနဲ့ဘဝကိုဖြတ်သန်းနိုင်ပါစေလို့နော်အဲ့တော့မော်ထဲမှာရှိကြတဲ့ရင်စေးချတဲ့အဖွဲ့အားလုံးပေါ့နော်ကျွန်တော်တို့လိုအခြေခံလူရင်းစားအားလုံးလည်းရင်စေးကြောက်တွေသိန်းထောင်ကျော်တောင်းကျော်ကြောက်တွေရရှိကြပြီးတော့ဘဝကိုမိသားစုနဲ့အတူတာရဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးချင်ပါတယ်ဗျအဲ့တော့အားလုံးကျေးဇူးထူးတင်ရှိပါတယ်လို့နော်ကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးကြတဲ့လူကြီးမနာအားလုံးလည်းကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်ဗျအားလုံးလည်းဘေးရန်တွေပေါ်မှာကင်းဝေးပြီးဘဝကိုပြည့်စုံနဲ့လူတိုင်းတာရနိုင်ပြီးကျန်တဲ့အောင်လို့ဆောင်းနေမြောက်ကြပါစေနော်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေဗျာကဲဒီနေ့ကတော့ဒီလောက်ပါပဲဗျအားလုံးကျေးဇူးထူးတင်ရှိပါတယ်ဗျာ